အိန္ဒိယလူမျိုးတွေဟာဘာဖြစ်လို့ကျမ်းပြင်ပေါ်မှာဒီအတိုင်းတိုက်ရိုက်ချပြီးထမင်းစားနေကြတာလဲလို့တချို့ကမေးကြပါတယ်ဒီကျမ်းပြင်ကိုလူတွေခုလေးတင်နင်းသွားတာကိုသူတို့စိတ်ထဲဘာမှမဖြစ်ကြဘူးလားအဖြေကတော့ဘာမှမဖြစ်ကြပါဘူးဘာလို့လဲဆိုတော့သူတို့အားရပါးရနဲ့မင်းရေးဆက်ရေးစားနေကြလို့ပါတကယ်တော့ဒါဟာအိန္ဒိယနိုင်ငံကစစ်ဘာသာရေးဖျားเจ้าတွေထဲမှာရှိတဲ့လန်ကာလို့ခေါ်တဲ့အလွန်အရေးကြီးတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်ဒါဟာလူတိုင်းအတွက်အခမဲ့ကျွေးမွေးတဲ့အများပြည်သူဆိုင်ရာအလူတော်တစ်ခုဖြစ်ပြီးဖျားเจ้าရဲ့ကိုဝင်လာသူတိုင်းဘယ်သူမဆိုအတူတူထိုင်စားနိုင်ပါတယ်စီကံချက်ကလည်းအရန်ရိုးရှင်းပါတယ်အားလုံးကကျမ်းပြင်ပေါ်မှာဖျားခင်းပြီးတန်းစီပြီးတေသက်စွာထိုင်စားရပါမယ်ဘာဖြစ်လို့လဲဆိုတော့စစ်ပါတာဟာလူတိုင်းတန်းတူညီမျှမှုကိုအလေးထားလို့ဖြစ်ပါတယ်အားလုံးကျမ်းပြင်ပေါ်မှာအတူတူထိုင်ရတဲ့အတွက်နေရာတန်းစားအနေအမြင့်ခွဲခြားမှုမရှိတော့သလိုလူမျိုးစင်တန်းဆင်းရဲချမ်းသာခွဲခြားမှုလည်းမရှိပါဘူးလူများစုကထမင်းကိုကျမ်းပြင်ပေါ်တိုက်ရိုက်ပုံပြီးစားတာဟာလည်းလန်ကာရဲ့တင်းကျပ်တဲ့စီကံချက်တစ်ခုလို့ထင်နေကြပေမဲ့တကယ်တော့အဲ့လိုမဟုတ်ပါဘူးစံတက်မှတ်ထားတဲ့လန်ကာစားတောက်မှုပုံစံမှာတော့စတီးလင်မန်းတို့မဟုတ်လင်မန်းတွေကိုမဖြစ်မနေအသုံးပြုပါတဲ့အစားအစာတွေကိုစေတနာဝန်ထမ်းတွေကလိုက်လံဝေမျှပေးပြီးပတ်ဝန်းကျင်ကိုလည်းကြိုတင်တက်ရှင်းရေးလုပ်ထားပါတယ်ကျမ်းပြင်ပေါ်မှာတိုက်ရိုက်ချစားတာမျိုးကိုရန်ဖန်ရန်ကားတွေ့ရတတ်တာကတော့လူရမ်းများတဲ့အချိန်တွေမှာဖြစ်တတ်တဲ့အရေးပေါ်အခြေအနေကြောင့်ပါဥပမာလာစားတဲ့လူအရမ်းများပြီးလင်မန်းမလောက်တဲ့အခါမျိုးပေါ့အဲ့ဒီလိုအခြေအနေမျိုးမှာတောင်ကျမ်းပြင်ကိုကြိုတင်ပြီးတက်ရှင်းရေးနဲ့ငယ်လှုပ်ဆောင်ကတက်နိုင်သမျှတက်ရှင်းမှုရှိအောင်အာမခံပါတယ်အိန္ဒိယရဲ့ဘာသာရေးမဟုတ်တဲ့တခြားပွဲလမ်းသဘင်တွေကိုကြည့်မယ်ဆိုရင်တော့စားတောက်တဲ့ပုံစံကပိုပြီးလွတ်လပ်မှုရှိပါတယ်ဥပမာဇက်နှိမ်တွေစုဝေးကြတဲ့ကျေးလက်ဒေသကတန်းစီကျွေးရဲ့ပွဲမျိုးတွေမှာတော့အခြေအနေပေါ်မူတည်ပြီးစီမံကြပါတယ်အဆင်ပြေတဲ့နေရာတွေမှာစားပွဲဝိုင်းလက်ကျခင်းချင်းပေးထားပြီးအခြေအနေမပေးတဲ့နေရာတွေမှာတော့ကျမ်းပြင်ပေါ်မှာပဲထိုင်စားကြရပါတယ်တချို့ပွဲတွေမှာဆိုမိမိဘာသာလင်မန်းယူလာရပြီးတကယ်လို့ယူလာဖို့မေ့သွားခဲ့ရင်တောင်တန့်ရှင်းတဲ့ plastic အိတ်တစ်လုံးရှာပြီးအဲ့ဒီအပေါ်မှာပဲအဆင်ပြေသလိုထမင်းတစ်နက်ကိုစားတောက်လိုက်ကြပါတယ်